တန်တရားစီးပွားကုသိုလ်ကောင်းမှုများလောကလူတွေဟာဘဝရလာလို့ရှိရင်ဘဝမှာစာဝတ်နေပြည့်စုံမှုဆိုစီးပွားလုပ်ကြရတယ်လူတိုင်းဟာစီးပွားလုပ်ကြတယ်စီးပွားလုပ်တဲ့အခါမှာအဓိကပါဝင်တဲ့အချက်၃ချက်ကိုပြောရမယ်ဆိုကြွယ်ဝချမ်းသာပြီးငွေကြေးတတ်နိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေရှင်းနှီးမြုပ်နှံမှုလုပ်တဲ့အခါမှာသူများစီကကြွေးယူရတယ်ဆိုတာရှိတယ်နောက်ဆုံးမှလူစီကကြွေးယူတယ်မဟုတ်တော့ဘဏ်ကနေချီးပြီးတော့လုပ်ကြတယ်ဒါကြွေးယူတယ်လို့ခေါ်ဘဏ်ကနေငွေချီးပြီးတော့စီပွားလုပ်ကြတယ်ကြွေးယူတယ်လို့ခေါ်ပြီးတဲ့အခါမှာအဲ့ဒီကြွေးတွေကိုပေးဆက်ရတယ်ဆိုတာအဲ့ဒီလိုအယောင်းဝယ်နဲ့ကိုယ်မှာငွေကြေးမပြည့်စုံသေးတဲ့အခါမှာသူတော်အစီကကြွေးယူခြင်းကြွေးဆက်ခြင်းဆိုတဲ့အလုံးနှလုံးကိုအဓိကထားပြီးစီးပွားရှာကြတာဒီကနေ့ခေတ်လည်းကြွေးနဲ့ကဲတဲ့လူမရှိဘူးလို့ထင်ပါတယ်ဗမာပြည်မှာကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်တွေကြည်ကြွေးတွေနဲ့ကြည့်ပဲကုန်သူတို့ကြွေးရမှာပူများတယ်ကြွေးမရှိတဲ့လူဆိုခါရှာနိုင်ငံတိုင်းမှာလည်းကြွေးတွေရှိတယ်အလုံးသိနေကြတဲ့အတိုင်းဗမာပြည်မှာလူတယောက်မွေးလာပြီဆိုရင်ကြွေးဘလောက်တင်နေတယ်မမွေးခင်ကလေးကဗမာပြည်လူဖြစ်ကြတဲ့ခေါင်းပေါ်မှာကြွေးပုံကြီးရောက်လာအဲ့တော့ကြွေးယူထားလို့ရှိရင်ကြွေးတင်တာပဲသူတော်စီကချင်းကားထားတဲ့ကြွေးတွေယူပြီးတော့အလုပ်လုပ်ကြရတယ်လုပ်တဲ့အခါအောင်မြင်လို့ရှိရင်အဲ့ဒီကြွေးတွေကိုပြန်ဆက်နိုင်ကြမအောင်မြင်လို့ရှိရင်တော့ကြွေးတော်လည်းမဆက်နိုင်တော့အတူပေးကြအဲ့တော့စီးပွားရေးလုပ်တယ်ဆိုတဲ့အခါမှာတမန်မိသားစုဘဝလေးတွင်စာဝတ်နေရေးအတွက်အသေးအဖွဲရောင်းဝယ်တဲ့ပုဂ္ဂိုလ်တွေတော့ကြွေးကင်းကောင်းကင်းလိမ့်မယ်စီဝါဥစ္စာများစွာရှာကြတဲ့ပုဂ္ဂိုလ်တွေကြတော့ဝိကျေတနာချင်းကားပြီးတော့လုပ်ကြရတယ်ပြီးရင်ကြွေးဆရတယ်ကိုရှာလို့ဖွေလို့ပိုလာပြီးဆိုတဲ့ငွေကြေးကြတော့ဘန်အပ်ကြတယ်ဒါခဏိခေရှေးခေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပစ္စည်းဥစ္စာရွှေတွေဝယ်ပြီးတော့ရွှေအိုးမြုပ်တယ်ဆိုတာလောက်ကြရွှေအိုးမြုပ်ကြတယ်သူများမသိနိုင်တဲ့နေရာတိတ်တဆိတ်တွင်းနဲ့ကြီးတွေတူးပြီးတော့အဲ့ထက်မှာလုံညုံစိတ်ချဖို့ကိုယ်အသုံးလွယ်တဲ့အခါမှာဖော်ထုတ်သုံးစွဲဖို့ဆိုပြီးတော့ရွှေအိုးမြုပ်ကြတယ်ဒါကြောင့်မို့ဒီကနေ့ခေတ်မှာလူတွေကံကောင်းတဲ့ပုဂ္ဂိုလ်တွေကတူးဖော်တဲ့အခါမှာတိုက်ဆိုင်ပြီးတော့ရှေးအောင်ပစ္စည်းရွှေတွေငွေတွေရကြတာလည်းရှိတယ်ပေါ့ရှေးခေတ်ကတော့အဲ့လိုရွှေအိုးမြုပ်တယ်ခဏခေတ်တော့ဗန်လဲထဲ့တယ်ပေါ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တိုင်းလိုပဲကျွေးယူခြင်းကျွေးပိဆက်ခြင်းရွှေအိုးမြုပ်ခြင်းတို့ပိုရှမ်းလာတဲ့ငွေတွေကိုသိသိချင်းဆိုဒီအလုပ်သုံးလို့ကိုလုပ်ကြတယ်အဲ့ဒါစီးပွားရေးဘွဲ့မှာခုလေ၃မျိုးရှိတယ်လို့ပဲဒါနဲ့အလားတူတဲ့တဏှာဘဝမှာလည်းပဲကျွေးပေးတာတို့ကျွေးယူတာတို့ကျွေးဆက်တာတို့ရွှေအိုးမြုပ်တာတို့ဆိုတာ
လုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တစ်ခုလို့ဒီလိုပြောအောင်မှာဖြစ်တယ်အဲ့တော့ကျွေးယူခြင်းနဲ့ကျွေးပေးခြင်းဆိုတော့ကိုယ်ကပိုရှမ်းနေလို့ရှိရင်လည်းကျွေးပေးထားတယ်ကိုယ်ငွေကိုချေးငှားထားတယ်ပေါ့ချေးငှားတယ်ကိုယ်ကချေးယူတယ်နှမျိုးလုံးနိုင်ဝေဘုံငွေရှမ်းရှိရင်သူများကိုချေးတယ်ကိုယ်မှငွေလိုနေရင်သူများစီကချေးငှားပြီးတော့ယူတယ်အဲ့လိုရှိတဲ့ထဲမှာဘဝတန်တရားမှာလည်းပဲလောရမဲ့တာဝန်တရားအနေနဲ့လူတွေကလှုပ်လေလှုပ်ထားရှိကြတာဘာလို့တုံးဆိုရင်ငွေပိုငွေရှမ်းရှိနေလို့ကျွေးယူခြင်းနဲ့ကျွေးပေးခြင်းဒီလုပ်ကိုလည်းလုပ်တယ်ကျွေးဆက်ခြင်းဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်ရွှေအိုးမြုပ်ခြင်းဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်အဲ့တော့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ဘယ်ဟာကကျွေးပေးတာဘယ်ဟာကကျွေးယူတာဘယ်အရာကကျွေးပေးဆက်ပြီးတော့ဘယ်အရာကရွှေအိုးမြုပ်တာလို့ခေါ်နိုင်တယ်လေလောကလူတွေဘဝစီးပွားဖြစ်ဖို့အတွက်ငွေကြေးဒနာနဲ့ပတ်သက်ပြီးသုံးချတယ်လို့ပဲတန်တရားစီးပွားအတွက်လည်းပဲကုသိုလ်၃မျိုးလို့ပြောအောင်မှာဖြစ်တယ်မလုံးမဖြစ်တဲ့လုံးနဲ့လုံးရက်တွေလူတွေကလောက်ကင်နေကြတယ်လူတိုင်းဟာလူဘဝရောက်လာပြီဆိုရင်ပထမဆုံးတွေ့ရတာတော့အမေနဲ့အဖေပဲအမေနဲ့အဖေနဲ့ပထမဆုံးတွေ့ရမယ်အဲ့ပထမဆုံးတွေ့ရတဲ့အမေဖေကကိုယ်ကိုစောင့်ရှောက်တယ်ကြွေးတယ်မွေးတယ်ဝတ်စားဆင်ရင်လည်းဆိုတဲ့အလုပ်တွေကိုလုပ်တယ်ကိုလာတော့ကတော့တကူဒီပဲအဝတ်ပလာတကူဒီနဲ့လာခဲ့တာအပြင်ရောက်တော့မှမွေးချင်းအနှီးဆိုတာနဲ့ထုတ်တယ်ပြီးတဲ့အခါကျဝတ်စားဆင်မှုလုပ်ပြီးတော့ကိုလာတော့ကပတ်စံတပြားမှမပါသည့်အတွက်ကြောင့်ဘသူစီကကျွေးယူရတော့ဆိုမိဘစီကကျွေးယူရမိဘကကိုယ့်ကိုချင်းငှားလိုက်တဲ့ကျွေးတွေဟာကိုယ်ကယူပြီးသားဖြစ်သွားတယ်နော်ဘဝမှာကိုယ်ကပဲကျွေးတင်နေတဲ့လူတွေလို့ပြောအောင်မှာဖြစ်တယ်အိမ်ရောက်လာကြတဲ့ကကိုယ်ကကျွေးတင်ပြီးဘသူစီကျွေးတင်တော့ဆိုအမေဖေစီကျွေးတင်သွားအမေဖေကအလကားကျွေးနေတယ်လို့ဆိုကြပေမဲ့လို့ဒီကျေးဇူးတရားတွေကရှိနေအဲ့တော့အမေဖေကကိုရောက်လာကြတဲ့ကကိုအတွက်တာဝန်ယူတယ်ကျွေးတယ်မွေးတယ်ပြုစုဆောင်ရှောက်တယ်ကုန်ကြစရိတ်ဆိုတာနဲတာမဟုတ်ဘူးဒါတွေမကသေးဘူးလူလမ်းမြောက်ဖို့အတွက်ပညာသင်ပေးရသေးတယ်ဝဆဆင်းရုံတော့ကပညာသင်ပေးရတယ်အဲ့ဒါတွေအားလုံးဟာကျွေးယူထားတာတွေကြီးပဲဒါကျွေးယူရတဲ့ဟာတွေကြီးပဲအဲ့ဒီကျွေးတွေဟာကိုဆက်ရမှာပဲဖြစ်တယ်အဲ့ဒါကိုပြောတာမိဘကျေးဇူးဆက်တယ်ဆိုတာကျွေးဆက်တာကိုယ်ပြန်ပြီးတုံ့ပြန်ပြီးပေးဆက်ရမယ်အလုပ်တွေဖြစ်လာနောက်တစ်ခုအရွယ်ရောက်လာတဲ့အခါကျတော့အိမ်တော်ရသားပြုကြပြန်အိမ်တော်ရသားပြုပြီးသားရီသမီးတွေနဲ့ဖြစ်လာတဲ့အခါကျတော့မိဘတွေကကိုယ့်ကိုကျွေးမွေးဆောင်ရှောက်ခဲ့တယ်လို့ပညာသင်ပေးခဲ့တယ်လို့ကိုယ်သားသမီးကိုကိုယ်တစ်ခါပြန်ပြီးတော့ကျွေးမွေးဆောင်ရှောက်ကြပြန်တယ်အဲ့ဒါကြတော့ကျွေးပေးတယ်လို့ခေါ်ပြန်တယ်နော်အဲ့တော့ကျွေးယူလိုက်ကျွေးပေးလိုက်ဘဝမှာဘဝယတ္တိဖို့အတွက်မိဘတွေစီကကိုယ်ကကျွေးယူတယ်ချင်းငှားတယ်
ကိုသားသမီးတွေကိုတော့ကြွေးအသစ်ပေးတယ်ပြုစုဆောင်ရှောက်တယ်ဟုတ်ပြီလူဘဝကြီးရောက်လာတာဟာကြွေးနဲ့ရောက်လာတာဒါလည်းဖြစ်တယ်ရောက်လာပြီးတဲ့နောက်ကြွေးတွေတင်းနေတယ်အဲ့ဒီကြွေးကိုမဆက်ဖဲနေတဲ့လူတွေလည်းရှိတာပြန်ပြီးပေးဆက်ပြီးဆိုလို့ရှိရင်တော့ကိုရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာတွေကကိုယ်ပေါ်မှာကျေးဇူးရှိခဲ့တဲ့မိဘတွေကိုပြန်ပြီးတုံးဆက်ပေးအပ်ရမှာတလှည့်ကိုယ်ကတာဝန်ယူပြီးတော့မိဘကိုပြုစုတယ်အဲ့ဒီတလှည့်ပြန်ပြီးတော့ကိုယ်ကပြုစုလို့ရှိရင်အဲ့ဒါကျွေးဆက်တယ်ဆိုရင်ကုသိုလ်ပြုပဲအကယ်၍မဆက်ဘူးဆိုရင်တာဝန်မကျေတဲ့ပုဂ္ဂိုလ်ဖြစ်တော့နော်အဲ့ဒီထဲကကိုယ်စီးပွားရှာလို့ပိုးရှမ်းလာပြီဆိုရင်ဘာလုပ်ကြလဲဖျားတယ်တယ်ကြောင်ဆောက်တယ်အခုလိုမန္တကြီးထိုးပြီးအလှကြီးပေးကြတယ်နေ့စဉ်နဲ့အမျှဒါနကောင်းမှုတွေလုပ်တယ်ပစ္စည်းဥစ္စာတွေသုံးချအဲ့ဒါကြတော့ကျွေးနဲ့မဆိုင်ဘူးကျွေးဆက်တာလည်းမဟုတ်ဘူးကျွေးယူတာလည်းမဟုတ်ဘူးသူကြတော့ဘာခေါ်တော့ဆိုရွှေအိုးမြုပ်တယ်ကိုပိုးလာတဲ့ပစ္စည်းဥစ္စာတွေကိုရှင်းနှီးမြုံနှံမှုအတွက်သိမ်းထားတဲ့ဘဝတန်တရားအတွက်လုပ်တဲ့ကုသိုလ်ရွှေအိုးမြုပ်ထားခြင်းပဲပုံပန်းတရဉ္ဇဟာတူတူပဲလူဖြစ်လာလို့စီးပွားရေးလုပ်တော့မယ်ဆိုရင်ကြွေးယူရတယ်ချမ်းသာတဲ့လူကကြွေးပေးတယ်အဲ့ဒီကြွေးကိုသုံးချပြီးတော့ပြန်ပြီးပေးဆက်ရတယ်ပိုရှမ်းလာလို့ရှင်ရွှေအိုးမြုပ်တယ်ဒါကတကယ်လက်တွေ့စီးပွားရေးမှာလုပ်နေတာအဲ့ဒါလို့ပဲတန်တရားစီးပွားအနေနဲ့ကလည်းပဲကျွေးပေးခြင်းကျွေးဆက်ခြင်းကျွေးယူခြင်းရှိုးမြုပ်ခြင်းဆိုတဲ့အလုပ်တွေကိုတို့တွေလုပ်နေကြတယ်ဆိုတာကိုတတိထားဖို့လို့ဒီကနေ့မနက်ထဲမှာအလှကြီးပေးနေတယ်ဆိုတာရှေးအိုးမြုပ်ခြင်းပဲဖြစ်တယ်ကိုရှိလာတဲ့ပစ္စည်းဥစ္စာတွေကိုနောက်ဘဝချမ်းသာဒုက္ခအတွက်အသုံးလိုတဲ့အခါမှာချမ်းသာဒုက္ခအတွက်ရရှိဖို့အတွက်ရှင်းနှီးမြုံနှံမှုသို့မဟုတ်ရွှေအိုးမြုပ်ခြင်းပူလျံလို့ဘန်ကိုအပ်ထားခြင်းဆိုတဲ့သဘောကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုယဉ်နှီးပြုပြီးတော့ဒါနကောင်းမှုပြုကြတယ်ဒါတွေရဲ့အကျိုးကနောက်အသုံးလိုတဲ့အခါမှာပြန်ပြီးတော့ပေါ်လာဒါမို့ဒီလိုရွှေကိုမြုပ်တယ်ဆိုတာဟာမြတ်စွာဘုရားကနိတိကန္တသုံးမှာဆိုရင်ကိုရှိလာတဲ့ပစ္စည်းဥစ္စာတွေကိုတဲ့တကယ်အစစ်အမှန်ပစ္စည်းဥစ္စာတွေကိုတွင်းနဲ့ကြီးတွေတွင်းထဲမှာရေတွင်းကြီးတွေတွင်းကြီးတွေအနက်ကြီးတွေတူးပြီးတော့လုံခြုံစိတ်ချလောက်အောင်ရွှေဝါးတွေကိုမြုပ်ကြတယ်တဲ့။နောက်အနာဂတ်မှာအသုံးလိုတဲ့အခါဖော်ထုတ်ပြီးသုံးဖို့ဆိုပြီးတော့သိညတယ်။အဲ့လိုယဉ်နှီးမြုပ်နှံမှုတွေဟာရွှေအိုးမြုပ်ခြင်းဆိုတဲ့အလုပ်တွေဟာလောကမှာလုံးကြတော့လည်းပဲကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းအကုန်လုံးဖြစ်ခဲ့လားဆိုမဖြစ်ဘူးဘယ်လိုကြောင့်မဖြစ်တုံးဆိုရင်အမှတ်မှားလို့အထားမှားလို့ရှင်းမှတ်ထားတဲ့စာရွက်စာတမ်းပျောက်သွားလို့ဘယ်နာမြုပ်မိမှမသိလို့ပြန်ဖော်ထုတ်လို့မရတာမျိုးလို့ကိုမမြင်ရတဲ့တတ္တဝါတွေကကိုမြုပ်ထားတဲ့ရွှေအိုးတခြားရွှေယူသွားတာတို့အဲ့ဒါမျိုးတွေနဲ့ကြုံလို့ရှိရင်ကိုမြုပ်ထားတာပျောက်သွားတာသိတယ်ဟုတ်ပျောက်ဆုံးသွားတာသိတယ်မသေးကြဘူးလို့ဆိုလို့
တနည်းအားဖြင့်လူတွေသိမ်းထားတဲ့ပစ္စည်းဥစ္စာတွေဆိုတာယတာကမ္မခယောဟောတိသဗ္ဗမေတံဝိနတတိအကုသိုလ်ကံအကျိုးပေးလာပြီကုသိုလ်ကံကုန်သွားပြီဆိုလို့ရှိရင်လေရှားထားတဲ့ပစ္စည်းတွေဟာဘယ်ကနေဘလို့ပျောက်သွားမှမသိပဲနဲ့ဆုံးရှုံးသွားရသေးတယ်လူတွေဟာကံမလိုက်တော့ဘူးဆိုလို့ရှိရင်အလုံးကပျက်စီးသွားတတ်တယ်ဒါကြောင့်မို့လို့တထေးတွေမွဲသွားတာဆိုတာလည်းရှိတယ်ပေါ့မွဲသွားနိုင်တယ်ဒီပြနေရာတော့မပြောနဲ့မြန်မာနိုင်ငံဟာစစ်ပြေးပြီးကစားတော့ကဒီရှေ့တောင်အာရှမှာချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့နော်ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ဒီနားမှာပထမဆုံးတိုးတက်ဆုံးနိုင်ငံဖြစ်ပြီးတော့ခုချိန်ကအဲ့ဒီအဆင့်ကနေလျှော့ကျသွားတယ်ဆိုတာအလုံးသိပြီယရာကမ္မခယောဟောတိလောပုံလုံးဤမမှန်မကန်နေဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါကမ္မခယပဲလုံဤလုံးဟာနေလွဲချော်ပြီးတော့ဆင်းရဲမွဲတေသွားနိုင်ငံအနေနဲ့လည်းဆင်းရဲမွဲတေသွားနိုင်တယ်လူတွေအနေနဲ့လည်းပြောမယ်ဆိုရင်မိသားစုတွေဟာကမ္မကောင်းအကြောင်းမလှတော့ဘူးဆိုရင်မိလောင်တဲ့ထဲပါသွားတာတို့ရှည်မျောတဲ့ထဲပါသွားတာတို့အသိခံရတဲ့ထဲပါသွားတာတို့ခိုးယူတိုက်ခိုက်လူရင်ခံရတာတို့သာသမီတွေကဖြုံးနေတာတို့ဆိုတာမျိုးတွေနဲ့ကိုရှာဖွေထားတဲ့ပစ္စည်းတွေဟာတနည်းမဟုတ်တနည်းနဲ့ကုံဆုံးသွားတတ်သေးတယ်နောက်ဆုံးမှာဆင်းရဲမွဲတေတဲ့ဘဝရောက်သွားနိုင်သေးတယ်အဲ့ဒါလို့ကံမကောင်းအကြောင်းမလှဘူးဆိုရင်ဆင်းရဲမွဲတေသွားဘလောက်ပဲပစ္စည်းဥစ္စာတွေကစုဆောင်းလူတွေဟာလောကီစီးပွားရေးဆိုတာဟာကိန်းတွေတွက်လို့မရတဲ့စီးပွားရေးပဲလို့သူတို့ပြောခုတန်တရားစီးပွားရေးကုသိုလ်ကောင်းမှုပြုပြီးတော့မြုပ်နှံပြီဆိုတဲ့အခါကျတော့ဘယ်ဒီမှာမြုပ်နှံတော့ဆိုကိုမိဥဖဥရိမိဘနှစ်ပါးကိုကျွေးမွေးတယ်စေတီပထိုးတွေကိုတီထားကိုးကွယ်ပြီးတော့ပူဇော်တယ်တန်ဃာတွေကိုလှူဒန်းတယ်ကိုယ်အိမ်လာတဲ့ဧည့်သည်တွေကိုကျွေးတယ်မွေးတယ်ကိုယ်ဆွေမျိုးတွေကတည့်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုကူညီထောက်ပံ့တယ်ဆိုလိုတာဒါနကောင်းမှုပေါ့ဒါနကောင်းမှုလုပ်တယ်ဆိုတာလည်းပဲရှိုးမြုပ်ခြင်းသို့မဟုတ်ယဉ်နှိမ့်မြုံနှံခြင်းတစ်မျိုးပဲတဲ့ဒါတန်တရားမှာယဉ်နှိမ့်မြုံနှံမှုလို့ပြောရတယ်အဲ့ဒီတန်တရားမှာယဉ်နှိမ့်မြုံနှံတဲ့အခါမှာငွေကြေးနဲ့သာယဉ်နှိမ့်မြုံနှံရတာမဟုတ်ဘူးသီလဆောင်ပြီးတော့လည်းယဉ်နှိမ့်မြုံနှံတယ်ကမ္မထဘာဝနာပွားများအထုတ်ပြီးတော့လည်းယဉ်နှိမ့်မြုံနှံမှုတွေလုပ်ရတယ်ခုနကတရဏဂုံစောင့်တည်လိုက်တာလဲစိတ်ထဲမှာမှတ်ထားဖို့ရတရဏဂုံမျက်နှုံနှုစောင့်တည်လိုက်ခြင်းဟာလည်းပဲတို့ဟာယဉ်နှိမ့်မြုံနှံလိုက်တဲ့ကုသိုလ်တစ်ခုပဲလို့စိတ်ထဲမှာအားကိုးစရာဖြစ်နော်မတော်တဆဒီဘဝအဆုံးသတ်သွားလို့ရှိရင်အားကိုးရမယ့်အရာတစ်ခုကိုယ်မှာငွေကြေးဒနာအသုံးလိုတဲ့အခါကိုမြုပ်ထားတာလေးဖော်ပြီးတော့သုံးရတယ်လို့ပဲတရဏဂုံဆောက်တည်လိုက်တယ်ငါးပါးသီလခံယူလိုက်တယ်ဆိုတဲ့ဒီကုသိုလ်လေးဟာလည်းပဲဒီဘဝမျက်စိမှိတ်သွားလို့နောက်ဘဝသွားရမယ်ဆိုတဲ့အချိန်လေးမှာကိုယ်နဲ့အတူကိုယ်အကူကြီးရမယ်ယဉ်နှိမ့်မြုံနှံထားတဲ့အရာလေးတစ်ခုဖြစ်တယ်။သေတော့မှအခေါင်းတိုင်းကရိုးထဲတာတော့မရဘူးအဲ့ဒါသိချာနော်။သေမပေးလို့ကမရတော့ဘူး။လူတွေတဘဝဆုံးတတ်တယ်ဆိုတာရဲ့နောက်ဘဝဆိုတာရဲ့ကတ်နေတာအချိန်ဆိုင်နေတာမဟုတ်ဘူး။ဒီဘဝကသေလိုက်တာနဲ့တပြိုင်နက်နောက်ဘဝရောက်သွားပြီသားဖြစ်တယ်။ဘဝတစ်ခုရောက်သွားပြီသားဖြစ်တယ်
နောက်မှပေးရင်နောက်ကျသွားပြီတက်ရှိနေတဲ့အချိန်ကလုံးမှာတက်တည်သွားတာနဲ့တပြိုင်နက်သူကနောက်ဘဝရောက်သွားပြီအဲ့ဒီအချိန်မှာဆိုပါစို့လူတယောက်ဟာသေဆုံးသွားတယ်တည်တယ်ဆိုတဲ့သုတိစိတ်ကလေးချုပ်လိုက်တာနဲ့တပြိုင်နက်နောက်ဘဝဆိုတဲ့ပရိသေစိတ်လေးပေါ်သွားပြီနောက်ဘဝသူရောက်သွားပြီရောက်တယ်ဆိုတဲ့အခါမှာလူဖြစ်မယ်ဆိုရင်တရေတီးပြီပေါ့တရိษံဖြစ်မယ်ဆိုရင်လည်းတရေတီးနေပြီဘာမှလုပ်လို့မရတော့ဘူးငရဲကြမယ်ဆိုလည်းကြသွားပြီကဲတင်လို့မရတော့ဘူးလက်ဖြစ်မယ်ဆိုလည်းဖြစ်သွားပြီဖြစ်ပြီးသွားပြီသို့တော့တေဂဏီမှာအာယုတစ်ခုကြောင့်အပင်ငရဲကြလောက်တဲ့အကုသိုလ်လည်းမရှိလို့တခုဆွဲလန်းပြီးတော့အိမ်အနီးပါးမှာတစေပြိတ္တာဖြစ်နေပြီဒါလည်းဘဝပဲအဲ့ဒီတစေပြိတ္တာဖြစ်နေပြီဆိုလို့ရှိရင်တော့ကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်ဝေရတယ်ဒါလည်းသူကဘဝတစ်ခုကရပြီးသွားတယ်ပြိတ္တာမဖြစ်အောင်သိပြီးတဲ့နောက်မှာတားလို့မရဘူးလို့သူတို့ဆိုလို့တယ်ဘဝတစ်ခုကရပြီးသားဖြစ်သွားတယ်ရပြီးသားဘဝကိုကဲတင်မဲ့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေခြင်းသူကိုယ်တိုင်ကသာရုခေါ်ခြင်းဆိုတာနဲ့ဝါမျက်ဝန္တာသာရုခေါ်လို့သူ့ရင်ထဲမှာကုသိုလ်စိတ်ဖြစ်သွားပြီဆိုမှအဲ့ဒီကုသိုလ်အမှကဲတင်နိုင်တာဖြစ်တယ်ဒါကြောင့်ဒီဟိုဘဝနဲ့ဒီဘဝဆိုတာဟာပฏิကိငါကျွတ်တင်ပြီးတော့ယဉ်နှီးမြုံနှံမှုဟာအဓိကကြတယ်ဒါအရေးကြီးဆုံးပဲเนาะတရဏဂုံသီလဆောက်တည်လိုက်တာလဲယဉ်နှီးမြုံနှံမှုတစ်ခုပဲအဲ့ဒါလို့ကိုယ်ဘဝမှာနေ့စဉ်နဲ့အမျှဘုရားရှိခိုးတရဏဂုံဆောက်တည်ခြင်းငါးပါးသီလခံယူခြင်းဘုရားပန်းရေချမ်းစီမီပန်းလှူဒန်းခြင်းဆိုတဲ့နေ့စဉ်ကိုတတ်နိုင်တဲ့ကုသိုလ်မျိုးတွေကိုလုပ်နေခြင်းဟာလည်းပဲနောက်ဘဝအတွက်တန်မိုးရှိတဲ့ရွှေတွေငွေတွေကိုမြုပ်နှံနေတာနဲ့အလားတရံတူတယ်လို့ဒီလိုပဲမှာနော်။နောင်အတွက်မြုပ်နှံနေခြင်းပဲအဲ့ဒါလို့မြုပ်နှံထားပြီဆိုတဲ့အခါမှာပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိနံလို့ကုသကောင်းမှုဆိုတာနောက်ဘဝရောက်ရင်အားကိုးရဆုံးဖြစ်တယ်သိမ့်ထားတဲ့ပစ္စည်းဥစ္စာသည်အသုံးလို့တဲ့အခါမှာအသုံးဝင်တယ်လို့ပဲမြုပ်နှံသိမ့်စီထားတဲ့ပစ္စည်းဥစ္စာသည်အသုံးဝင်တယ်လို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုသည်နောက်ဘဝအတွက်များစွာအသုံးဝင်တယ်အဲ့တော့ဘာပဲလှုပ်လို့တို့တွေကယဉ်နှီးမြုပ်နှံမှုလုံးနေတယ်လို့ကုသိုလ်လုပ်တိုင်းလုပ်တယ်ဒီလိုသတိထားဖို့လိုတယ်အကုသိုလ်လုပ်ရင်တော့မကောင်းတာတွေစုဆောင်နေသည့်အတွက်ကြောင့်ပေးဆိုင်ရမယ့်ဆင်းရဲဒုက္ခတွေကလာမှသိချတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာကုသိုလ်ကောင်းမှုတွေပြုဖို့လိုအပ်တယ်တဲ့ခုနကပြင်မရွှေငွေတွေကိုမြုပ်နှံထားတာတို့ယဉ်နီးတာတို့ဟာသိကြလားဆိုမသိကြဘူးတဲ့ပျက်စီးသွားနိုင်တယ်အခုလိုကုသိုလ်လုပ်ပြီးတော့ဒီကနေ့တရဏဂုံတန်သီလဆောက်တည်လိုက်တယ်ဒါနကောင်းမှုလုပ်လိုက်တယ်အဲ့ဒီကုသိုလ်ဟာကိုယ့်ရဲ့နဲ့ရောက်သွားကြတဲ့ကမပြောက်တော့ဘူးသိချသွားပြီခိုးယူမဲ့လူလည်းမရှိဘူးနော်သိတဲ့အခါထားရမယ့်ဟာလည်းမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကပဟာယကမဏီယေတုဧတံအာဒါယခိစ္စတိကျန်တာတွေကတော့ထားကြရမှာရွှေငွေပစ္စည်းဥစ္စာကိုပိုင်တဲ့အဆောက်အုံစသည်အလုံးဟာထားခဲ့ကြတယ်သို့တော့ကိုယ်နဲ့အတူယူသွားလို့ရတာတော့ကိုလုံးတဲ့ကံတရားသာလင်ဖြစ်တယ်ဆိုတာကိုအလေးနဲ့ထားပြီးတော့မှတ်သားဖို့လိုအပ်တယ်အဲ့ဒါတော့ကိုယ်နဲ့ပါသွားမှာဘာကြောင့်ကိုယ်နဲ့ပါတော့ဆိုရင်ကိုယ်ရင်ထဲမှာဖြစ်တဲ့အရာဖြစ်လို့ကိုယ်နဲ့ပဲသစ္စာအေးမသေးခင်မှာကောင်းတဲ့ပုံရိပ်တွေများများထင်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ဆိုတာတတိချအောင်အဲ့တော့ဘဝတစ်ခုရလာတဲ့အခါမှာကျွေးပေးခြင်းကျွေးဆက်ခြင်းရွှေအုပ်မြုပ်ခြင်းဆိုတဲ့အလုပ်တွေ
အမှတ်တမဲ့မနေပဲလှုပ်ဖို့လိုအပ်တယ်ကိုမှအထူးသဖြင့်ကျွေးသည့်ပေးခြင်းဘဝမှာလူတွေဟာမလွဲမသွေကျွေးသည့်ချရတာရှိတယ်ကျွေးဟောင်းဆရတာရှိတယ်ကျွေးသည့်ချတာဆိုတာဘာလို့တာတော့ဆိုရင်မိသားစုအိမ်အောင်ပြုတဲ့အခါမှာမိသားစုဘဝကိုယ့်ကိုမိပြုပြီးတော့ရောက်လာတဲ့သားငယ်သမီးငယ်လေးတွေကိုကျွေးမွေးစောင့်ရှောက်ခြင်းသည်ကျွေးသည့်ပေးထားတာနဲ့တူတူပဲအဲ့တော့သူတို့ကတော့ကျွေးတင်သွားတဲ့ပုဂ္ဂိုလ်တွေပေါ့ကိုယ်ဟာသူတို့ကိုကျွေးပေးထားလိုက်တယ်သူတို့ကကိုယ်အသက်အရွယ်ကြီးလာတဲ့အခါကိုယ်တုံးပြန်ပြီးတော့ကျေးဇူးဆက်ရမှာဖြစ်တယ်ပေါ့ကိုမိဘတွေဘဝတစ်ခုရလာလို့ရှိရင်မိဘမရှိဘဲနဲ့ဘဝရနိုင်တာမဟုတ်ဘူးလူဘဝဒါကြောင့်မို့လို့မိဘတွေရဲ့ကျေးဇူးကိုကြည့်ပြီးတော့တုံ့ပြန်ပေးဆက်ခြင်းကြတော့ကျွေးဆက်တယ်လို့ခေါ်တယ်ဒါကတန်မြာစီးပွားမှာလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုပဲကျွေးဆက်တယ်ဆိုတော့မိဘရဲ့ကျေးဇူးတရားကိုဘယ်လိုမှတ်သားကြမလဲမိဘကတို့အပေါ်မှာဘယ်လိုကျေးဇူးရှိတာလဲကိုဟာလူဘဝရောက်လာတဲ့အခါမိဘကကိုယ့်အပေါ်မှာကျေးဇူးပြုတာအချင်းချင်းပြောစမ်းမှာဆိုရင်ပြောတတ်ဖို့တတိထားမြတ်စွာဘုရားစကားသုံးခုနဲ့ပဲပြောထားတယ်အာပါဒကပောဒကဣမတ္တလောကတ္တဓတ္တိတာရောမိဘတွေကကိုယ့်ပေါ်မှာကျေးဇူးပြုတယ်ဆိုတာတဲ့အာပါဒကကိုယ်ဆောင်းလျှောက်တယ်ဟုတ်တယ်ကိုယ်ဝန်တည်တဲ့အချိန်ကစပြီးတော့ကိုယ့်ပေါ်မှာဆောင်းလျှောက်လာမွေးတဲ့အချိန်မှလည်းပဲစကားမပြောတတ်ခင်ငါစပြီးတော့ဆောင်းလျှောက်လာခဲ့အဲ့လိုဆောင်းလျှောက်လာတယ်ပောဒကကိုယ်ကျွေးမွေးခဲ့တယ်ဣမတ္တလောကတ္တဓတ္တိတာရောဒီလောကကြီးပြတ်တယ်လှခွင့်ပြုတယ်ဒီကျေးဇူးသုံးခုအကယ်၍မိဘကလှခွင့်မပြုဘူးဆိုရင်လူဖြစ်ကုန်မဖြစ်ဘူးဒီကနေ့ခေတ်ကြတော့မလာဖို့တားနေကြတာတွေရှိတယ်လေနော်မိဘကအလားမခံတာတွေရှိတယ်ဆိုတာသတိထားကြည့်လူဖြစ်ဖို့ဘယ်လောက်ခက်လဲဆိုစဉ်းစားကြည့်ကိုကတားတဲ့မိဘစီရောက်သွားရင်ကိုအတားခံမှာလူဘဝရောက်မှာမဟုတ်အတားခံရလို့ကြော်ပြီးတော့ရောက်လာလို့ရှိရင်တော့အမိုက်ပုံးနဲ့ရောက်သွားတာတွေတောင်ရှိသေးနော်ဒါကြောင့်မို့မိဘရဲ့ခြေစွတရားကိုဟာလူဘဝကိုအောင်မြင်မြင်ရောက်ရှိလာခဲ့ခြင်းဟာအဗ္ဗဓမ္မခြေစွကြည့်တယ်လို့စိတ်ထဲမှာမှတ်သားထားဖို့ကဲ၍အတားခံလိုက်ရရင်ကိုဟာလူဖြစ်ဖို့မရှိတော့အဲ့တော့လူဖြစ်လာတဲ့ဆိုကြတဲ့မိဘရဲ့ခြေစွတရားကိုမမေ့ရမှာဖြစ်တယ်ပေါ့ခြေစွဆိုတာတုံ့ပြန်ပေးဆက်ရတဲ့အရာကျွေးတင်တာလို့ပဲတုံ့ပြန်ပြီးတော့ပေးဆက်မယ်မိမိကိုယ်တိုင်ရှာဖွေလာတဲ့ပစ္စည်းတွေနဲ့မိဘကိုကျွေးရမယ်မွေးရမယ်စောင့်ရှောက်ရမယ်ကိုယ်အနေနဲ့တာဝန်ယူရမယ်ဆိုအဲ့ဒီမိဘကိုကျွေးမွေးစောင့်ရှောက်တာဝန်ယူခြင်းကိုမြတ်စွာဘုရားကတန်မိုးထားလို့မင်္ဂလာကုသိုလ်တစ်ပါးဖြစ်တယ်ဟောခဲ့တာဖြစ်တယ်ပညာရှိတွေသူတော်ကောင်းတွေလက်ခံပြီးတော့ကျင့်သုံးခဲ့တဲ့ကုသိုလ်ကောင်းမှုအနေနဲ့လည်းမြတ်စွာဘုရားဟောတယ်တရားမင်းကြီးတို့စိုးစံတဲ့တာဝရိန္ဒနတ်ပြည်ကနတ်တွေကလည်းပဲမိဘကိုပြုစုတဲ့ပုဂ္ဂိုလ်ကိုသူတော်ကောင်းလို့သတ်မှတ်တယ်အဲ့တော့မိဘကိုပြုစုတဲ့လူကိုသူတော်ကောင်းလို့သတ်မှတ်ရင်မိဘကိုမပြုစုဘူးဆိုရင်သူယုံမှလို့သတ်မှတ်တယ်ဆိုအဓိပ္ပာယ်ရဒါကြောင့်မို့ကိုကမိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးဆောင်ရှောက်ပြီးဆိုရင်စိတ်ထဲမှာတို့ဟာ
ကျွေးပေးဆက်နေရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုမှတ်သားထားဖို့တုံ့ပြန်ပြီးတော့ကျွေးဆက်ခြင်းပဲအကယ်၍မဆက်ဘူးဆိုလို့ရှိရင်ကိုယ်ဟာကျွေးတင်တဲ့ဘဝမှာနေသွားတယ်တာဝန်မကျေတဲ့ဘဝရောက်သွားတယ်အဲ့တော့ကျွေးပေးဆက်ခြင်းဟာလောကမှာသူများစီကချင်းမေးပြီးမပေးတဲ့လူဟာလူကောင်းမဟုတ်ဘူးနောက်လည်းသူများစီကချေလို့ရမှာမဟုတ်ဘူးသူများရဲ့ကြွေးတွေကိုပြန်ပြီးပေးဆက်တဲ့လူမှရှိုးသားသူလူတော်လူကောင်းဖြစ်သတ်မှတ်ကြအဲ့ဒါလိုပဲမိဘကိုပြန်ပြီးတော့ကြွေးဆက်တဲ့အနေနဲ့ပြုစုတဲ့ပုဂ္ဂိုလ်မှလူတော်လူကောင်းလို့သတ်မှတ်မှာဖြစ်တယ်မိဘကိုပြန်တုံ့ပြန်ပြီးတော့ကျေးဇူးမဆက်ဘူးဆိုရင်ဒီလူဟာလူကောင်းမဟုတ်တော့ဒါကြောင့်မို့ကြွေးဆက်ခြင်းဆိုတာလောက်ရမှာဖြစ်တယ်ဘဝမှာကိုယ့်ရဲ့ရှင်သွေးသားသမီးတွေကိုပြုစုဆောက်ရှောက်ခြင်းဆိုတာလေလောက်ရမယ်လောက်တစ်ခုပဲကိုယ်ဆောက်ရှောက်လာခဲ့တဲ့မိဘတွေကိုတုံ့ပြန်ပြီးတော့ဆောင်းလျှောက်ခြင်းဆိုတာလေလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်တစ်မျိုးပဲကိုသားသမီးကိုကိုကျွေးတာဟာကုသိုလ်မရဘူးလို့ဒီလိုဆိုတာမဟုတ်ဘူးကုသိုလ်ရကိုသားသမီးကိုကိုကျွေးမွေးဆောင်းလျှောက်ခြင်းကကိုကကျွေးသေးချတဲ့အနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့လုပ်ငန်းကုသိုလ်လုပ်ငန်းတစ်ခုပဲကိုမိဘကိုပြန်လီပြီးတော့ဆောင်းလျှောက်ခြင်းဟာလည်းပဲလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲထိတဲ့အပြင်ဒါနကောင်းမှုသီလကောင်းမှုမိဘခြေဆုနဲ့မဆိုင်မဲနဲ့ကိုယ်ရင်ထဲကတရားတရားစေတနာစွမ်းအားတွေနဲ့ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ဆိုအဲ့ဒါတွေကြတော့ရွှေအိုးမြုပ်နှံတယ်လို့တန်မြာခရီးမှလည်းပဲအရေးတကြီးကတော့ကုသိုလ်ကောင်းမှုမပြုဘဲနေမရနိုင်ဘူးကုသိုလ်ကောင်းမှုပြုအောင်မှာဖြစ်တယ်ဆိုတာကိုမှတ်သားဖို့လိုအပ်တယ်ဒီအဓိပ္ပာယ်တွေကမြတ်စွာဘုရားဟောကြားတဲ့ဇာတကဒေသနာမှာလူတွေရဲ့ယဉ်ထဲမှာဆွဲသွားအောင်ဇလံလေးတစ်ပုဒ်နဲ့မြတ်စွာဘုရားဟောခဲ့တာသင်္ကန်းစာပေးခဲ့တယ်ကျွေးသစ်ပေးခြင်းဒါသာသမီတွေကိုဆောင်းလျှောက်တာကျွေးဟောင်းပေးဆက်ခြင်းမိဘကိုကျေးဇူးဆက်တာရွှေအိုးမြုပ်ခြင်းကုသိုလ်ကောင်းမှုလုပ်တာအဲ့ဒါတန်မြာစီးပွားကုသိုလ်ကောင်းမှုများလို့ဆိုဒီသုံးခုကိုပြောတာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့950ဇတ်တော်ထဲမှာပါဠိကေဒါရဇတ်ဆိုတာရှိတယ်လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဇတ်ကိုဟောခဲ့တာဖြစ်တယ်ပေါ့ဇလန်းလေးကိုအချင်းချုပ်ပြောရမယ်ဆိုရင်မဂရတိုင်းမှာမဂရမြို့တော်ရဲ့အရှိမြောက်ထဲမှာပါဠိဒိယဆိုတဲ့ပုံနာရွာကြီးတရွာရှိတယ်ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်အဲ့ဒီရွာမှာလယ်ပိုင်းရှင်တထေးကြီးရှိတယ်လယ်ပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်သူကိုယ်တိုင်လှုပ်တဲ့လယ်ကလည်းမနေဘူးသူများကိုအငှားချထားတဲ့လယ်တွေလည်းရှိတယ်အဲ့ဒီလယ်ရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်ဒါအနေထားတွေကိုဖော်ပြအဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်အဲ့ဒီနေထားမှာသူဟာလယ်စပါးတွေကိုစိုက်ပျိုးလယ်ယာတွေကိုပြိုးထောင်စိုက်ပျိုးပြီးတော့စပါးတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့ဘာလို့လဲဆိုရင်လက်ပံပင်တော်ကချင်းငှက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မဲ့နေတဲ့စပါးကင်းကစပါးတွေကိုစားကြတယ်အကောင်ကြီးအလွန်များတဲ့ချင်းငှက်တွေအုပ်လိုက်ကြီးကျလာပြီးတော့စားတာ6လို့မနိုင်လောက်အောင်
ရှိတယ်ပေါ့6လို့မနိုင်ဘူးကျင်းငက်တွေကအလွန်ရဲတယ်ဟိုနာ6ဒီနာကြအဲ့ဒီလိုလေဆောင်ကကျင်းငက်တွေကိုမောင်းထုတ်တော့လဲမနိုင်တော့ဘူးထူးထူးခြားခြားအဲ့ထဲမှာဒေါင်းလောက်ကြီးတဲ့ကျင်းငက်ကြီးတစ်ကောင်ပါတယ်အဲ့ဒီကောင်ကြီးကဆိုရင်သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံတွေကိုခြိပြီးတော့သွားတယ်စားလို့တင်အားမရဘူးတည်သွားတယ်တချို့လဲလှုပ်တတ်တယ်အဲ့ဒါမျိုးအလူမန္တထမင်းကျွေးကိုလာပြီးတဲ့အခါကျဂျိုင်းဆွဲသွားတာဆိုတာမျိုးနဲ့တူတယ်ပေါ့နော်ဒီမှာလဲစားတယ်ပြီးတော့ဂျိုင်းလဲဆွဲသွားတယ်အဲ့ဒီကြီးကလည်းပဲဂျိုင်းဆွဲသွားတဲ့သဘောပဲသူလဲဝါအောင်စားတယ်စပယ်နှံတွေကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားလေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ကိုရောချေးတောင်းမှကြောက်တော့လေပိုင်းတတိကြီးစီသွားပြီးတော့ဒီအကျိုးကြောင့်တွေကိုပြောတယ်သူကျင်းခဲ့တည်ကြလာတာသူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီပဲထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနဲ့မကဘူးပြန်ကြတော့လေဆိုဝါပင်နေစပယ်နှံတွေကိုချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လေပဲရှင်ပုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လေပဲရှင်ပုံနာကြီးကသူ့ကိုပြောတော့မင်းကြော်ကွင်းထောင်တတ်သလားထောင်တတ်ပါတယ်ဒါဖြင့်လောက်ကွာကြော်ကွင်းအဲ့ဒီကျင်းခက်တွေကြလာတဲ့နေရာမှာမင်းကြော်ကွင်းတွေထောင်တာအဓိကကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ကျင်းခက်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခိုင်းလိုက်ကြော်ကွင်းလှုပ်တဲ့အခါနွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့အောင်ခိုင်မာတဲ့ကြော်ကွင်းတွေလောက်ခိုင်းတာလေကွင်းထဲမှာထည့်ထားတယ်နောက်ရက်ကြတော့ကြီးငက်တွေပြန်တန်းချလာပြီးတော့စပယ်နှံတွေကိုစားကြပြန်တယ်အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေအောင်ဆင်းလာဆင်းချင်းသူခြေတော့ကြော်ကွင်းကဆွတ်မိသွားအဲ့ကောင်ကြီးကြော်ကွင်းမိသွားသို့တော့သူကကျင်းငက်ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငက်တွေခုချိန်သူអော်လိုက်လို့ရှိရင်အစာမစားရမှစိုးလို့အသာလေးသူ့ခြေတော့ချိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမអော်ဘူးနောက်ဆုံးခြေတွေကစပယ်နှံတွေဝါအောင်စားလို့အာရကြပြီဆိုတဲ့အခါမှာငါတော့ကြော်ကွင်းမိပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာကြံတဲ့ကျင်းငယ်တွေအကုန်ပြန်ကုန်ညာဒီကောင်မှမရှိတော့သူတို့ကောင်လည်းပဲကြံအဲ့ဒီအချိန်မှာတဲဆောင်ယောက်ျားလာပြီးတော့ဖမ်းပြီးတော့အိမ်ခေါ်သွားရဘုံသားကြီးစီရောက်တဲ့အခါလည်းပဲရှင်ဘုံသားကြီးကကြေးကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလည်းကြီးတော့จิตနတ်တယ်ဒါကြီးချိပြီးတော့ကြာနနာခြေတော့မှကြော်ကွင်းကြီးနဲ့ပွန်ပဲ့နေလေဆေးတွေပါလေလိမ့်ပြီးပြီဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာစပယ်နှံနေစားယုံနေမကဘူးခြိုင်ဆွဲသွားတယ်လို့ပြောတယ်နော်စပယ်နှံစားယုံနေမကဘူးနှုတ်သီးနဲ့စပယ်နှံနေအများကြီးချိသွားတယ်လို့ပြောတယ်အဲ့တော့မင်းဟာခိုးတော်ဆောက်ထားဖို့စဘာတွေကိုတည်ပြီးတော့အယောင်းဝယ်လှုပ်ထားလားသို့မဟုတ်ခိုးတော်ဆောက်ထားတာရှိလို့လားလို့ဘုန်းတော်ကြီးကမေးတဲ့အခါကျတော့ကျင်းခဲ့ဆိုတာလူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရားမျိုးလေးကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားတော်တော်ထူးဆန်းသွားသူဘာလို့ဆို
ကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လဲဆောင်ထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နှံတွေကတချို့ကိုကျွေးသည့်ချရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရင်းနှီးမြုပ်နှံတာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူပြောတယ်လူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတစ်ခုကကျွေးဆက်တာကြံတဲ့ portion နဲ့ဟာကြတော့ရွှေအိုးမြုပ်တာပါသိမ့်တာပါလို့ဒီလိုပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်ရှင်ပုံနာကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငှက်တကောင်ကကျွေးသည့်ပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းတယ်ရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းတယ်ဒါကြောင့်မို့ဘလို့ကျွေးသည့်ပေးပြီးဘလို့ကျွေးဟောင်းဆက်တာလဲနော်ဘယ်လိုရွှေအိုးများမြုပ်ပါသလဲလို့ဆိုတော့တေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီချင်းငယ်ချင်းကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြတယ်သူကြွေးသည့်ပေးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့အသာတပက္ခတရုဏပုဒ္ဒကမရှကောတိယတေမံပတ္တပရိတ္တန္တိတတ္တမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူ့မှာသားငယ်သမီးငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချင်းငှက်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်တိုင်းမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီချင်းငှက်တော်ကအငယ်လေးတွေစားဖို့အတွက်သူကရိုးရိုးသူတို့စားဖို့ယူသွားတယ်လို့မပြောဘဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအသစ်ချတယ်လို့ပြောတာပါသူကျွေးရမယ်သူ့ရဲ့သားငယ်သမီးငယ်တွေကိုသူကျွေးတာအဲ့ဒါကိုကျွေးသစ်ချတယ်လို့သူကပြောလိုက်တယ်ပုံနာကြီးကသဘောကျတယ်ဒါဖြင့်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာတော့ကျွေးဟောင်းဆက်တာကတော့ဘာတော့ဆိုမာတာပိတ္တသမေဝုဒ္ဓစိဏကာကတရွတ်ပနံတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆွမ်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မန်တွေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖအိုကျင့်ငှက်ကြီးတွေဟာအတောင်မန်တွေကကျွတ်ကုန်လို့ကောင်းရင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ်အစာရည်သာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကျွေးခဲ့တဲ့ခြေဆုတရားကိုပြန်ဆက်တဲ့အနေနဲ့ကျွေးဟောင်းဆက်ခြင်းဖြစ်ပါတယ်အလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်စလေးတွေကျွေးနေတာတွေ့ပါလေနော်ငှက်ကလေးတွေခွန့်ပြီးတော့ကျွေးနေကြတယ်အဲ့ဒါလိုပဲသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကျွေးမွေးဆောင်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါတယ်လေပိုင်ရှင်ပုံနာကြီးကသဘောတွေကြဟုတ်သားပဲလူတွေတောင်မှတခါတလေလိုလောက်တာမရှိဘူးသူကဒါကြေးဟောင်းဆက်တယ်ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘယ်လိုလောက်တာလဲအင်ညေပိတန္ထတကုဏခိနပက္ခသုဒ္ဓပလာတေတံပုံညတိကောဓမ္မိတန်နိဒိအာဟုပဏိတာ
အဲ့ဒီမှာကျွန်ုပ်တို့ချင်းငှက်အုပ်ကြီးတဲ့မှာတဲ့တချို့ချင်းငှက်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့ဟာအတောင်တွေကျွတ်ကုန်ကြတယ်တောင်တွေကျွတ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နိုင်ရှာကြတော့ဘူးသူတို့အတွက်တော့ကျွန်ုပ်ကနောင်နာခတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာဒါဟာရွှေအိုးမြုပ်နှံခြင်းပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုကိုလိုချင်လို့သူတို့အတွက်ကိုကြွေးမွေးဆောက်ရှောက်ပါတယ်ဒါဝတ္တရားနဲ့လှုပ်တာမဟုတ်ခုနဟာနှစ်ခုကဝတ္တရားပါကလေးငယ်လေးတွေကိုဆောက်ရှောက်ကြွေးမွေးတာကဝတ္တရားမိအိုဖအိုတွေကိုကြွေးမွေးတာကဝတ္တရားအခုကတော့ဝတ္တရားမဟုတ်ဘူးကုသိုလ်လိုချင်လို့ဆောက်ရှောက်ရမယ်ခြင်းငယ်တွေကိုဆောက်ရှောက်တာဖြစ်တယ်ဒါဟာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယဉ်နှီးမြုပ်နှံခြင်းဖြစ်ပါတယ်လို့ဒီလိုရှင်းပြလိုက်တဲ့အခါကျတော့လည်းပဲရှင်ပုံနာကြီးကလူတွေတောင်မှဒီအသိမရှိဘူးတဲ့ဒီခြင်းငယ်တော်အတော်ကိုလိမ္မာရေးချရှိတာပဲလူတွေတဲ့တောင်ပိုသိတယ်ဝန္တာအာရဖြစ်ပြီးတော့သူ့ကိုအလိုရှိရစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့လေဧကတဲ့ကအကွက်တစ်ကွက်ကိုသတ်မှတ်ပြီးတော့ပေးတယ်ကြိုက်တယ်လို့စားပါဒီအခင်းအလုံးစတဲ့နေဆွဲထားပြီးတော့ဒီကျင်းငယ်ကြီးပိုင်တဲ့အခင်းကိုသတ်မှတ်ပြီးတော့ပေးလိုက်တယ်ကြိုက်တယ်လို့စားဒီခင်းထဲကထွက်သမျှသီးနှံနေသူပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆုလက်အနေနဲ့လည်းပဲရှင်ဘုံနာကြီးကပေးလိုက်တယ်ပေးပြီးတော့ဒီကျင်းငယ်ကြီးကိုပြန်ပြီးတော့လှုပ်လိုက်တာဒီဇလန်းလေးကိုမြတ်စွာဘုရားကတရိစ္ဆာန်မင်းဖြစ်တော်လဲပဲတကယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အလုံးမြင်မြူးကြသလိုပဲမိခင်ဖြစ်တဲ့ငှက်မတွေငှက်ဖိုတွေငှက်ထီးတွေဟာသူတို့ရဲ့လူမမယ်ကလေးငယ်လေးတွေကိုကျွေးမွေးဆောက်ရှောက်ကြတယ်ငှက်ကြီးတွေကိုကျွေးတာတော့မြင်မှုချင်မှမြင်မှုကြမယ်ငှက်ပေါက်စလေးတွေကျွေးတာတော့မြင်မှုကြတယ်အဲ့ဒါလို့လှုပ်တဲ့လှုပ်ထိုက်တဲ့တာဝန်ဝတ္တရားတွေကိုသူတို့ဟာခြေပြုံးစွာထမ်းဆောင်နေကြတာဖြစ်လို့တန်တရားစီးပွားကုသိုလ်ကောင်းမှုများဟာလှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေသာလျှင်ဖြစ်တယ်တို့တွေဟာလူဘဝရောက်လာတဲ့အခါမှာထို့တူပဲငါတို့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတို့တွေဟာအာယုစုဆိုင်ပြီးတော့ကိုယ်သားငယ်သမီးငယ်တွေကိုတောင်းဝတရားရပြုစုဆောင်ရှောက်ခြင်းကျွေးမွေးဆောင်ရှောက်ခြင်းကိုမိဥဖအိုတွေကိုတုံ့ပြန်ကျေးဇူးဆက်ခြင်းဆိုတဲ့တောင်းဝတရားနဲ့သက်ဆိုင်တဲ့ဒီကုသိုလ်နှစ်ရပ်ကိုကြိုးစားအထောက်ပြီးမလစ်ဟင်းစေရအောင်တတိနဲ့ဆောင်ရွက်ရမှာဖြစ်ပြီးကိုရှာဖွေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးမဲနဲ့ကုသိုလ်ကောင်းမှုအတွက်ယဉ်နှီးမြုံနှံမှုတစ်မျိုးဖြစ်အောင်တို့တွေရွှေအိုးမြုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့တတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါတယ်မြတ်စွာဘုရားကဒီဇာတကဒေသနာဖြင့်လူသားတွေအတွက်ဘဝသင်္ကန်းစာတရားကိုပေးတာဖြစ်တယ်အဲ့တော့အလုံးတရားချစ်ခင်သူတော်စင်ပြိဿတ်တို့တွေလှုပ်ထိုက်တဲ့ချွေးသစ်ပေးခြင်းဆိုတာလုပ်ကြရဲ့လားချွေးဟောင်းဆက်ခြင်းဆိုတာကိုလုပ်ကြရဲ့လားရွှေအိုးရောမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေးခွန်းတွေကိုကိုယ့်အကိုပြန်မေးပြီးတော့ကိုလိုရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုစီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း
မေတ္တာပွားရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းစုံရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာမန်တို့သည်ဟုံးလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း